ရနေပဲကြည့်နေကြတာပေါ့ Okay အမှန်တော့ပြောရပါ ဘာတွေစောင့်နေ ဘာမဆောင်အောင်ဒီတိုင်းပဲ ဘာလုပ်နေရလဲညီလေး သူကအပြင်ထွက်လာတာလို့လိုက်ကြည့်တာ ဘယ်သူတော့ ကျွန်တော်ခွက်နေတဲ့သူ ကျွန်တော် crack နေတဲ့သူ Okay သူအပြင်ထွက်လာလားလို့လိုက်ကြည့်ရင် Okay ဒါဇလန်းအစလို့ရတယ်ညီလေးနာမည်ဘယ်လိုခေါ်လဲ ဒီကြော်ဟိုင်းပါ ပြည်ကျော်ဟိန်အခုနာမည်ကရဲနိုင်ပါ ဟုတ် ညီလေးကိုနာမည်ပေးထားတာညီလေးရဲ့မိသားစုတွေနောက်ပြီးတော့ဘေးဒင်းဆရာတွေပေါ့နော်အဲ့လိုမျိုးချစ်လို့နာမည်လေးပေးခဲ့တယ်အခုလည်းဒီတိုင်းပဲပေါ့ကျွန်တော်တို့တွေကလည်းပြန်ပြီးတော့ချစ်တဲ့လူတွေရှိတယ်လေနော်အဲ့လိုမျိုးခဏခဏခေါ်ကျင်နေတဲ့နာမည်လေးတွေရှိတယ်ကွာညီလေးဆိုလို့ရှိရင်လည်းအခုရှိမှာပေါ့ ဟုတ်ရှိပါ ရှိတယ်တဲ့ Okay သူ့နာမည်လေးကိုခေါ်တိုင်းမှာဘယ်လောက်ပျော်ရလဲအဲ့လူရဲ့နာမည်လေးခေါ်ပေးပါလား အရင်ပြောတယ်သူ့နာမည်ခေါ်ရှင် Okay နာမည်ရလားကိုဖြိုးဝေရယောက်ျားလေး ဖြိုးဝေအောင် ဟုတ် ယောက်ျားလေး ဟုတ် သူ့နာမည်ခေါ်ရင်ပျော်တယ် ဟုတ် Okay why သူနဲ့တကားပြောနေရလည်းပဲပြောတယ်စတွေ့ရ Okay ညီလေးပြောရ crash ဆိုတာလား ဟုတ် ဝါသူသိလား မသိဘူး သိအောင်မကြိုးစားဘူးလား ကျိုးသားရုပ်ကြောက်တယ် Okay ပါညီလေးအဲ့တော့ဒီနေရာနေပြီးတော့ဘသူဝေဖြိုးအောင် ဖြိုးဝေရ ဖြိုးဝေအောင်ဘာပြောချင်လဲ သူမသိအောင်ပဲဒီတိုင်းပဲဘေးရနေပြီးတော့ကြိတ်ပြီးတော့ကြိုက်နေမယ်ပြောချင်ပြီဘေးရနေပဲကြည့်နေကြတာပေါ့ Okay အမှန်တော့ပြောရပါ သူ့နာမည်လေးခေါ်ရင်ပျော်တယ်သူ့ဒီတိုင်းကြည့်နေရတယ်ပျော်တယ် ဟုတ် Okay ပါသူ့အတွက်သချင်းလေးဆိုရင်ရောဘာချင်းလေးဖြစ်မလဲ သူပြောနေဟာလေးပဲငါအဝေးကကြည့်နေတော့မယ် ဆက်ဆိုလေးညီလို့လေသူပျော်တာလေးပဲငါအဝေးကကြည့်နေတော့မယ် မစိုးရတော့ အဲ့ဒါမှဖြိုးဝေအောင်ကြားရင်ပျော်သွားမှာလေ မစိုးရကြောက်တယ် Okay ပါအရင်ချစ်တယ်လို့ အရင်ချစ်ပါတယ်ဟုတ် ဘသူ ကိုဖြိုးဝေရ ကိုဖြိုးဝေအောင် အရင်ချစ်ပါတယ်ဗျ အမောလေညီလေးပန်တာညီလေးပြောရမှာလေ ကိုဖြိုးဝေရအရင်ချစ်ပါတယ်ဗျ Okay ကျန်းတာဗောလို့ Okay ညညီလေးရောဒါကိုဖြိုးဝေအောင်ပေးတယ်လို့သဘောထားပေးပါ ဟုတ်ကဲ့ကျေးဇူးပါ နော်အခုပေးတယ်လို့သဘောမထားပါနဲ့ ဟုတ် အဆင်ပြေပါစေ ဟုတ်ကျေးဇူးတင်ပါတယ်ပေါ့ အေးကြီးတတာ